ဘေဘာဘူးနဲ့တရေကြပြီးတော့မှအာဆီနယ်ရဲ့ချန်ပီယံမျှော်လင့်ချက်အပေါ်မှာအတန်နဲ့တန်ထော်လာပါတယ်။တစ်ဖက်ကတော့ပွဲကြီးတွေမှာနိုင်ပွဲပြောင်းနေပြန်ပြီဆိုပြီးဝေဖန်နေကြသလိုနောက်တစ်ဖက်ကတော့ဒါမှတကယ်ချန်ပီယံဖြစ်ဖို့လိုအပ်တဲ့တည်ငြိမ်မှုပဲဆိုပြီးတုံ့တန်းနေကြတယ်။ဆိုတော့ဒီနေ့မှာအဲ့ဒီအမြင်နှစ်ခုကြားကဘေဟာကအမှန်တရားနဲ့ပိုနီးဆက်မလဲဆိုတာကိုအချက်အလက်ဒီနဲ့တစ်ချက်ကြည့်ကြရအောင် အဓိကမေကွန်းကတော့ဒါပဲဗျထိတ်ဆုံးနေရကအဓိကပြိုင်ပွဲနဲ့တည်ကြွသွားတာဟာချစ်ချောသွားတာလားဒါတော့ချန်ပီယံဆုပြိုင်ပွဲကိုကိုလက်ထဲမှာဆက်ထင်းထားနိုင်ဖို့အတွက်တွက်ချက်ပြီးတာနီးပြူတစ်ခုလားကဲဒီကိစ္စကိုအပိုင်း၅ပိုင်းနဲ့အသေးစိတ်ခွဲခြမ်းစိတ်ပြအကြည့်ကြမယ်ပထမဆုံးအငြီးပွားနေကြတဲ့အဲ့ဒီတမတ်အကြောင်းပြီးရင်တော့အမြဲကြားနေရတဲ့ပွဲကြီးတွေမှာညံ့နေဆိုတဲ့ဆွဆွဲချက်တတိယအနေနဲ့ချန်ပီယံဆုကိုတကယ်ဆုံးဖြတ်ပေးမယ်အဓိကအချက်စတုထကပြိုင်ဘက်တွေနဲ့နိုင်ရှင်ချက်နောက်ဆုံးမှာတော့ခန်းစားချက်ထက်လက်တွေ့ကြမှုကိုဦးစားပေးခဲ့တဲ့ဆုံးဖြတ်ချက်အကြောင်းတွေပဲဖြစ်ပါတယ်ဆိုတော့ဇလန်ကဒီမှာစားတာပဲအာဆင်နယ်ကသူတို့ရဲ့အဓိကပြိုင်ဘက်လီဗာပူးနဲ့တည်တပတ်ရခဲ့တယ်ဒီရလက်တစ်ခုတည်းနဲ့တင်ပရီးမီးယားလိအမတ်ပေးစရာမှာလွတ်ခတ်မှုတွေဖြစ်သလိုပရိသတ်တွေကြားမှာလည်းအကြီးကျယ်ညှင်းခုံမှုတွေဖြစ်လာတော့တာပဲဒါပေမဲ့ထူးဆန်းတာကတရေကြပြီးမှလည်းအာဆင်နယ်ကအမတ်ပေးစရာထိဆုံးမှာဆက်ရှိနေတော့မယ်လေစာရွက်ပေါ်မှာတော့ဒါကကောင်းတယ်ရလဲပဲအဲ့ဒါဆိုဘာလို့ဒီလောက်တောင်အငင်းပွားစရာလေးဖြစ်နေရတာလဲအကြောင်းရင်းကတော့အသင်းတော်ကိုအရင်မြဲကြည့်လို့နှက်ပေါင်းများစွာလိုက်နေတဲ့ဝေဖန်မှုတစ်ခုကြောင့်ပါပဲအဲ့ဒါကတော့အားလုံးသိတဲ့အတိုင်းပွဲကြီးတွေမှာနိုင်လိမရှိဘူးဆိုတဲ့စကားလုံးတွေပါပဲဝေဖန်သူတွေပြိုင်ဘက်ပရိသတ်တွေအမြဲတမ်းလို့ထက်ခါတလဲလဲပြောနေကြစကားပေါ့သူတို့ကပွဲကြီးတွေအိုမနိုင်ပါဘူးကွာဒီနေ့လဲဒုတိယနဲ့ပဲကျင်းနေရမှာပါတဲ့ဒါဟာအတင်းရဲ့စိတ်သက်ပိုင်းကိုမေးခွန်းထုတ်တဲ့ဇလန်ဟောင်းကြီးတစ်ခုပါပဲသူတို့ဆွဆွဲချက်ကိုခိုင်မာစေတဲ့တက်တဲ့အနေနဲ့ဒီဟာဒီအတင်းကြီးတွေနဲ့တွေ့တဲ့ရလက်တွေကိုထောက်ပြကြတယ်လီဗာပူးချယ်ဆီစပါဂျုံနဲ့တည့်ရတွေကြတယ်နျူကာဆယ်ကိုရှုံးထားတယ်ဆော်ဒီအချက်လက်တွေကဝေဖန်သူတွေအတွက်တော့အကြိုက်တွေ့စရာကြီးဖြစ်နေတာပေါ့ကဲခဏနေအောင်အဲ့ဝေဖန်မှုတွေကိုခဏမေ့ထားလိုက်အခုဒီအမြင်ကိုလုံးဝပြောင်းပြန်လာပြီးစဉ်းစားကြည့်အောင်ချန်ပီယံဆုဆိုတာကိုတကယ်တမ်းဘယ်နေရာမှာဆုံးဖြတ်ကြရလဲဒီမှာကြည့်လိုက်ပရီးမီးယားလိတရားစီလုံးမှာပွဲ38ပွဲရှိတယ်အဲ့ဒီမှာ top 6အချင်းချင်းကစားရတဲ့ပွဲက10ပွဲပဲရှိတာရာခိုင်နှုန်းနဲ့ဆို26%ပေါ့တကယ်ရမတ်များဆုံးရနိုင်တဲ့ရွှေအိုးကြီးကဂျန်နဲ့84%ဖြစ်တဲ့တခြားအသင်းကြီးနဲ့ကစားရတဲ့ပွဲတွေမှာရှိနေတာဗျဟုတ်တယ်28ပွဲတိတိကျကျပြောရရင်28ပွဲတောင်ရှိရယ်ချန်ပီယံဖြစ်ဖို့တော့အမှတ်အများဆုံးစုရမယ်နေရာကဒီ28ပွဲမှာပွဲကြီး10ပွဲကအရေးကြီးတာမှန်ပေမဲ့ရာဒီတစ်ခုလုံးရဲ့ omit အစစ်ကတော့ဒီပွဲတွေမှာအမားလို့မရတာပဲအဲ့ဒါကိုပဲ consistency engine လို့ခေါ်တာပေါ့ဆိုလိုတာက technique မဟုတ်တဲ့အသင်းတွေကိုတစ်ပွဲပြီးတစ်ပွဲတစ်စိုက်မမတ်အနိုင်ကစားနိုင်တဲ့စွမ်းရည်ကမှချန်ပီယံဆုရဲ့တကယ်အမှားကန်ဥမဲ့ပဲအာဆင်နယ်ရဲ့ဒီနေ့အားတာချက်ကအဲ့ဒီအမတ်တွေအများဆုံးရနိုင်တဲ့နေရာမှာအမားနဲ့အမတ်တွေဆုနိုင်ခဲ့တာပဲ Okayအခုအာဆင်နယ်ရဲ့စွမ်းဆောင်ရည်ကိုသူတို့ချိပဲတည်တံမကြည့်ပဲတိုက်ရိုက်ပြိုင်ဘက်တွေနဲ့ရှင်ပြီးရှုထောင်တဲ့မျိုးငန်းကြီးကြည့်လိုက်ရအောင်ဘာလို့ဆိုတကယ်အရေးကြီးတဲ့ချက်ကဒါပဲဒီလေးမှာပဲအတင်းမှာပြည့်စုံတဲ့စရာမရှိဘူးချန်ပီယံဆုကိုမျှော်လင့်နေတဲ့အတင်းတန်းမှာကိုခက်ခဲနဲ့ကိုရှိကြပြီးမထင်မှတ်ပဲအမတ်တွေရှော့ဆုံးရှုံးတက်ကြတာကြီးပဲစဉ်းစားကြည့်လေအာဆင်နယ်ကိုပွဲကြီးတစ်ပွဲတည်ရကြလို့ဆိုပြီးအပြစ်တင်နေကြတဲ့အချိန်မှာသူတို့ပြိုင်ဘက်တွေကတော့ဘာတွေဖြစ်နေလဲမန်စီးတီးက3ပွဲဆက်တိုက်တည်ရကြပြီးအမတ်တွေဆုံးရှုံးခဲ့တယ်လီဗာပူးကအဝေးကွင်းတွေမှာရလက်တွေမငြိမ်ဘူးဒီလိုရှင်ကြည့်လိုက်တော့မှအာဆင်နယ်ရဲ့ရလက်ကပို့ပြီးအထိပ္ပယ်ရှိလာဟဲ့အဲ့တော့လီဗာပူးနဲ့ပွဲကိုပြန်သွားအောင်ဒါကတကယ်ပဲအမတ်နမတ်ဆုံးရှုံးခဲ့တာလားဒါမှမဟုတ်အရေးပါတဲ့အမတ်တမတ်ကိုရယူနိုင်ခဲ့တာလားဒါကစိတ်ခံစားချက်လက်တွေ့ကြမှုကိုဦးစားပေးရွေးချယ်ခဲ့တဲ့ပွဲပဲနီမန်နဲ့ကစားသမားတွေရဲ့အခြေအနေကိုမြင်ရောက်ကြည့်လိုက်အနိုင်ရဖို့အကုန်ထုတ်ပြီးတိုက်စစ်စင်မလားဒါပေမဲ့အဲ့လိုရင်တံပြန်တိုက်စင်ပြီးရှုံးသွားနိုင်တဲ့အန်ဒီကအကြီးကြီးရှိတယ်ဒါမို့ထေတမတ်ကိုတေချာကစားပြီးဇယားထိတ်နေရာကိုကာကွယ်မလားသူတို့ရဲ့ရွေးချယ်မှုကရှင်းပါတယ်ဇယားထိတ်ကနံပါတ်1နေရာကိုကာကွယ်ဖို့ပဲဒီဆုံးဖြတ်ချက်နောက်ခွဲကတွက်ချက်မှုကရှင်းလေပဲတကယ်လို့မြအတင်းတက်ကစားရင်းနဲ့ရှုံးသွားခဲ့ရင်ကိုဦးဆောင်နေတဲ့အမတ်ခွာဟာမှုကတဝက်ကျိုးတော့မှရနိုင်တဲ့ဆုလက်ကစွန့်စားရမယ်ထိုးခန့်နဲ့မတန်ဘူးဒါကဦးနောင်တုံးပြီးဆုံးဖြတ်ခဲ့တာစက္ကန့်စားခြင်းနဲ့ဆုံးဖြတ်ခဲ့တာမဟုတ်ဘူးဒါကြောင့်မို့လို့ဒီတရေရလက်ထားလက်လွတ်လာရတဲ့အခွင့်အရေးတစ်ခုလုံးဝမဟုတ်ဘူးဒါချန်ပီယံဆုပြိုင်ပွဲကိုလက်ခဲမှာဆက်ထိန်ထားနိုင်ဘူးချားမခဲ့တဲ့တကယ်ကိုရင့်ကျက်တဲ့ဆုံးဖြတ်ချက်တစ်ခုပဲဒါကအရင်နှစ်တွေကနဲ့မတူတဲ့ပိုပြီး smart ကြလာတဲ့အာဆင်နယ်အသင်းတစ်ကိုပြနေတာပဲနောက်ဆုံးအနေနဲ့အားလုံးကိုစဉ်းစားစရာမေးခွန်းတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်
ရှေ့လျားပြီးပြင်ပခက်ခဲတဲ့ချန်ပီယံဆုပြိုင်ပွဲတစ်ခုမှာတကယ်တမ်းဘေးယာကပိုရည်ကြီးဆုံးနေပွဲကြီးအနှဲငယ်မှာရတဲ့တောက်ပါတဲ့နိုင်ပွဲဒီလားဒါမှမဟုတ်တပတ်ပြီးတပတ်မြန်မာနာတဆိုင်မမတ်ပြတဲ့နိုင်ငယ်တည်ငြိမ်မှုလားဒီမိကွန်းရဲ့ချီကပဲဒီနေ့ချန်ပီယံဘယ်သူဖြစ်မလဲဆိုတာကိုပြောပြသွားမှာပါ